ရားခင်ကောင်းချီးပေးပါစေ။အနေစနေတဲ့ဝေငှမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ဆွတ်လွတ်တော်မေတ္တာရဲ့အမှုတော်များဆိုတာဖြစ်ပါလေ။ဆွတ်လွတ်တော်မေတ္တာရဲ့အမှုတော်များဆိုတာဖြစ်ပါလေ။ရှိကောင်းကောင်းဆရာမကောင်းဘူးလေ။ဟုတ်တယ်။ခရစ်တော်နဲ့ဒီမတားမှာဝမ်းမြောက်ဝမ်းသာပေါ်ရကောင်းသောညနေခင်းလည်းဖြစ်တယ်လို့မင်္ဂလာရှိသောညနေခင်းအချိန်ခါတမရပါဘုရားသခင်ရဲ့နှုတ်ကပတ်တော်မြတ်ကိုဝေငှရသောခွင့်ရဖြစ်ပြီးသောကြောင့်ကျေးဇူးတော်ကောင်းကိုချီးမွမ်းပါတယ်။ဒါနဲ့ဆရာရွေးချယ်ထားတဲ့နှုတ်ကပတ်တရားတော်ကမ္ဘာပေါ်မှာပေါ်ပြလာအဖြစ်ဆုံးသောကြောင့်ဖြစ်ပါလေ။ယုံကြည်သူများရဲ့ပါဇက်ဖြားထဲမှာအမြဲတမ်းဆွဲနေတဲ့နှုတ်ကပတ်တော်ဖြစ်ပါလေ။ရှောင်းအခင်းတော်ချာခန်းကြီးတုံးအငယ်16ကိုဖတ်ပါမယ်။ကျွန်တော်အားလုံးလိုက်ဆိုရအောင်။ဖယားသခင်၏သားတော်ကိုယုံကြည်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်သောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဘုရားသခင်ရဲ့စွန့်လွတ်တဲ့မြတ်တာနံပါတ်1ဘုရားသခင်ကဘာကိုစွန့်တယ်လဲဆိုရင်သားတော်ကိုစွန့်တာသူ့ရဲ့သားတော်ကိုသူလောက်ချစ်တာမရှိဘူးတပါးပြီးတော့သားတော်ကိုပါပြီးတော့တင်လိုက်လို့ပြောရင်ဘယ်သူမှမလုပ်နိုင်ဘူးလောက်ကျင်လူသားအလုံးကျွန်တော်သားတယောက်ရှိတယ်မောင်းမောင်ရှိတယ်ဟာမောင်းမောင်မင်းတတ်တယ်လိုက်လို့ကျွန်တော်အခွင့်ပေးနိုင်ဖို့အရေးအချင်းပါလေမရှိဘူးမတတ်နိုင်ကနေ့ထာဝရမြတ်စွာသောဘုရားသခင်နေဆထာဝရအသက်ရှင်တဲ့ဘုရားသခင်ဟာသူ့ရဲ့တပါးကြီးသောသားတော်သူအမြဲတမ်းနှုတ်ထဲမှာငုံခဲထားတဲ့နှုတ်ကပတ်တော်ဆိုတဲ့သားတော်ကိုလူစားကြီးလာခံပြီးတော့လောကကိုကြွလာစေပြီးတော့ကျွန်တော်တို့ပြစ်မှားခဲ့တဲ့အဖြစ်လက်ဝါးကားတဲ့ဘောအသိခံအသွေးသွင်းနဲ့အသိခံနဲ့ရှင်ပြန်ထမြောက်ခဲ့တဲ့စံတဲ့မြတ်တာဒီလောကီလူသားတွေဘယ်သူမှနိုင်ရှင်လို့နိုင်ဆလို့အနိုင်ဆမရှိတဲ့မြတ်တာဖြစ်တယ်။တခမဲတော်ဘုရားရဲ့မြတ်တာနောက်တစ်ချက်သားတော်ဘုရားရဲ့စံလွတ်တဲ့မြတ်တာအမှုတော်များကိုပြန်ကြည့်မယ်ဆိုသားတော်ဘုရားကလက်ဝါးကားတဲ့ပုံမှာသူလည်းဘာမှအဖြစ်ရှိတာမဟုတ်အခုကျွန်တော်တို့ထာဝရတည်ရမယ့်နေရာကနေထာဝရရှင်ခြင်းထဲကိုကူးပြောင်းနိုင်ဖို့အတွက်ဖယားသခင်သားတော်ယေရှုခရစ်တော်သူ့ကိုယ်တိုင်အသေးခံမှပဲကျွန်တော်တို့ကထာဝရတည်ရမယ်အသေးခံမှပဲကျွန်တော်တို့ကရှင်ခြင်းကိုရောက်မယ်ဆိုတဲ့အရာကိုသူ့ကိုယ်တိုင်ခံယူပြီးတော့ပါလေယေရှုခရစ်တော်ရဲ့ဆွတ်လွတ်ရဲ့အမှုတော်များကနေ့ကျွန်တော်တို့ထာဝရငိုခြင်းထာဝရဆင်းရဲခြင်းထာဝရဒုက္ခခံခြင်းတဲမှာထာဝရနေရမယ်ဘဝကထာဝရရှင်ခြင်းထာဝရပျော်ရွှင်ခြင်းကိုရောက်စေတဲ့သားတော်ရဲ့ဆွတ်လွတ်တဲ့မေတ္တာကိုနားမလည်တဲ့လောကီလူသားတွေအဝါနေရဆုံးသောone day ဆရာအကောင်းဆုံးသောအရာဖြစ်တယ်ယေရှုခရစ်တော်ဟာယေရုရှလင်မြို့ကိုကြည့်ပြီးမြည်ကြတယ်။မြင်ဟာငါရှိမှရှိတဲ့ prophet တွေကိုလည်းနင်မဲ့တတ်တယ်။အခုငါ့ကိုလည်းနင်နဲ့တော့မြည်ကြပြီးတော့ဒီယေရုရှလင်မြို့ပြောသွားတဲ့စကား။ခရီးကျွန်တော်တို့ယုံကြည်သူသားသမီးတွေအပေါ်မှာဖယားသခင်ကဒီလိုယေရှုခရစ်တော်ကဒီလိုပြောခဲ့တဲ့စကားမဖြစ်အောင်လုပ်တယ်။သားတို့ရဲ့ဆွလွတ်တဲ့မေတ္တာကိုများ
ကျွန်တော်ခံစားလိုက်နေဆိုရင်ကျွန်တော်တို့မပြောင်းလဲစရာအကြောင်းရှိတယ်။တားတို့ရဲ့လက်ဝါးကားနိုင်တော့မှတားတို့ကိုယုံကြည်ရင်ပစ္စည်းချင်းတို့မရောက်ထာဝရတက်ကိုရမယ်ဆိုတဲ့ဂတိတော်တားတော်ကိုယ်တိုင်ပေးတဲ့ဂတိတော်ကိုကျွန်တော်တို့မယုံတော့ဘူးဆိုရင်ထာဝရပဲပြည်တွေကိုခဏကျွန်တော်တို့တားတော်ကိုယုံကြည်ဖို့တားတော်ဟာကျွန်တော်တို့ရဲ့စွန့်နေစွန့်လို့တယ်ခဏဒီတမန်ကျမ်းစာရဲ့ကျမ်းပိုက်တယ်ခမဲတော်ဘုရားရဲ့စွန့်လို့တယ်မြတ်တာတားတော်ဘုရားရဲ့စွန့်လို့နောက်အဖေအနေနဲ့တဲ့ယောသနဲ့မာရိရဲ့စွန့်လို့တဲ့မြတ်တာကိုကျွန်တော်တို့ကြည့်ရအောင်မာရိယာဒီသားကလေးယေရှုခရစ်တော်လေးကိုမွေးဖွားဖို့တဲ့သူ့ရဲ့အပြိုရည်ကိုဖြတ်ပြီးတော့စွန့်ပြီးတော့တကယ်လို့သူကအဖေမပေါ်ဘဲနဲ့မွေးနေဆိုရင်အင်မတန်မှကြောက်စရာကောင်းတဲ့တည်ခြင်းကိုသူခံရမယ်ဆိုတာကိုမကြောက်ဘဲနဲ့မွေးနေမေတော်မာရိရဲ့စွန့်လို့တဲ့ခဏမေတော်မာရိရဲ့စွန့်တဲ့မြတ်တာတွေကြောင့်ခဏကျွန်တော်တို့လောကမှာလူစားတိလက်ခံနိုင်ရတဲ့ဖြစ်ယောသရဲ့စွန့်တဲ့မြတ်တာတွေကြည့်ယောသဟာသူကလည်းမာရိကိုသွားပြီးတော့အဲ့ဒီကုဝန်ကြီးကိုသူသွားမဖုံးကွယ်ဘူးဆိုရင်မာရိကတရားပြီးရင်သူကိုယ်တိုင်လည်းပဲလူပြိုစင်စစ်တယောက်ကဒီလိုကိုယ်ကိုအဖေခေါ်ခံရတယ်ဆိုရင်သူ့ရဲ့အင်္ဂလိပ်တက်ခါအရာကြောက်တကယ်လို့ယူဒလူတူကတည်ရင်သူခဲနဲ့ပေါက်တတ်ခြင်းပါလေခံဒီလိုအတေခံရမယ်ကြောက်တယ်နဲ့လူစားတိလာခံနိုင်အောင်ဆွလို့ခဲ့တယ်ယောသရဲ့စွန့်တဲ့မြစ်တာအမှုတော်နဲ့ကြောင့်ဒီနေ့ကျွန်တော်တို့ကြည့်ကြည့် Praise the Lord ကျွန်တော်တို့စဉ်းစားရအောင်ဒီနေ့ကျွန်တော်တို့အတင်းထောက်တယ်အတင်းထောက်ဆိုတာစွန့်တဲ့မြတ်ရှိတယ်စွန့်တဲ့မြတ်တာမရှိဘူးဆိုရင်အတင်းထောက်အတင်းတို့အတင်းနာတွေရဲ့ဝိညာဉ်ရေးရာကြီးဟောတွေ့တဲ့လာလို့ယေရှုခရစ်တော်ကလို့စွန့်တဲ့မြတ်တာရှိလို့ပါယောဟန်15:73ကိုဆရာဖတ်ပါယောဟန်15:73ကိုဆရာဖတ်ပါလိုက်ဆုံးရကိုယ်အဆွေတို့ကိုအလိုငါကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက်တာ၍မြတ်တော်မြတ်တာ၍မြတ်တော်မြတ်တာသည်အဘယ်သူနိုင်ရရှိအဘယ်သူနိုင်ရရှိဟောတဘာတို့တဲ့စွန့်လို့တဲ့မြတ်တာကိုယ့်ရဲ့အသက်ကိုစွန့်ပြီးတော့ချစ်တဲ့မြတ်တာအမျက်ဆုံးတော့ပါတယ်မျက်ဆုံးတော့သူများအကျိုးတော့ဒီနေ့ကျွန်တော်တို့တချင်ကြမ်းတော်မှာလူများအကျိုးရဖို့ဟာကိုယ်အကျိုးကိုစွန့်ပြီးတော့ပြုလုပ်ပါမယ်တင်နံလို့နာအကျိုးဆောင်မနမလို့နာနာအကျိုးခဲ့တင်နံလို့နာနာအကျိုးဆောင်ကလောသာဝနာကအိုင်ရိုက်စာရှိခဏကျွန်တော်တို့စွန့်လို့တဲ့အမှုတော်မြတ်တဲ့မှာစွန့်လို့တော်သူများလက်ခံတော်မှုတော်မြတ်ဖြစ်တယ်ယေရှုခရစ်တော်ရဲ့အမှုတော်မြတ်ဟာစွန့်လို့ကိုကြိုးကိုစွန့်ပြီးတော့ထမ်းဆောင်တဲ့အမှုတော်မြတ်ဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်လို့တို့ခဏယုံကြည်သူသားသမီးတွေကလည်းစွန့်လို့တဲ့မြတ်တာနဲ့ကျွန်တော်တို့ကိုချစ်တဲ့ယေရှုခရစ်တော်ကိုစွန့်လို့တဲ့မြတ်တာနဲ့ပြန်ပြီးတော့လူများကိုချစ်ဖို့ပါမယုံကြည်တဲ့သူကိုစွန့်လို့တဲ့မြတ်တာနဲ့ကျွန်တော်တို့ပြန်ပြီးတော့ချစ်မယ်ဆိုရင်ပြောင်းလဲစရာအများကြီးပါဒါကြောင့်ခဏဆရာပြောခြင်းနဲ့ကျွန်တော်တို့ဟာယေရှုခရစ်တော်ကျွန်တော်တို့အတွက်ဆုံးခဲ့တဲ့စွန့်လွတ်တဲ့မြတ်တာနဲ့အမှုတော်မြတ်ထဲမှာပါဝင်ခဲ့လို့
ထာဝရအသက်ရှင်ပြန်ထွတ်မြောက်ခြင်းတကူကိုရတာဖြစ်တယ်လို့ကနေ့ဒီမှာထိုင်နေကြတဲ့တာသမီအတိအတိဟာလည်းပဲယေရှုခရစ်တော်ကဲ့သို့ဆက်လွတ်တဲ့မြတ်တာနဲ့အမှုတော်မြတ်ထဲမှာပေါင်းဝင်နေဆိုယေရှုခရစ်တော်နဲ့အတူရှင်ပြန်ထွတ်မြောက်ခြင်းအကွင့်ကိုပါလေယေရှုခရစ်တော်ရဲ့ချီဆောင်ခြင်းထဲမှာကျွန်တော်တို့တူချင်းစီပေါင်းဝင်နိုင်ရမယ်ဆိုတဲ့အကြောင်းဒီနေ့တပည့်တော်ဖြစ်ကြမယ်တပည့်တော်တင်တန်းတက်ကြမယ်သူတွေရပါလေဆက်လွတ်တဲ့မြတ်တာငါဆိုတဲ့အရာကိုနှစ်ထုတ်ပြီးတော့ယေရှုခရစ်တော်ကိုဦးစားပေးတယ် first priority God ယေရှုခရစ်တော်တရားသခင်ကိုဦးစားပေးတဲ့စကားသွားပါမယ်ဆိုတဲ့တပည့်တော်ဖြစ်တယ်ဖြစ်တယ်တပည့်တော်ဖြစ်တဲ့တန်းတက်တဲ့ညီကိုမောင်နှမအများကိုမှာကျင်တာလားခရစ်တော်နဲ့လိုက်ကျင်တယ်ဆိုမိမိကိုယ်ကိုရင်းပယ်ပြီးတော့မိမိရဲ့လက်ဝါးကားတိုင်မိမိကိုယ်တိုင်ထမ်းပြီးတော့ယေရှုခရစ်တော်နောက်ပါမယ်ဖြစ်တယ်မိမိရဲ့လက်ဝါးကားတိုင်ထမ်းတယ်ဆိုတာလက်ဝါးကားတိုင်ထမ်းတယ်ဆိုတာကိုယ့်ကိုယ်ပါလေဉာဏ်ပြီကိုယ့်ရဲ့စာကြည့်ကိုမနဲ့တိုင်လက်ဝါးကားတိုင်တော့ပါတပ်ပြဖို့ဘာနဲ့တပ်ပြပါလဲနှုတ်ကပတ်တော်ဒီဟူသောဝိညာဉ်တော်ရဲ့ဓာတ်နဲ့အမြဲတမ်းတပ်ပြမယ်ဆိုရင်ယေရှုခရစ်တော်ပြန်ကြွလာတဲ့အခါမှာဒါတို့သစ္စာရှိတော်ငယ်သားကောင်ချီဆောင်ခြင်းကိုကျွန်တော်တို့ပါလေခံစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဝင်ငါပါတယ်အကြောင်းတိုင်းစီကိုဖျားပြကောင်းကြည့်ပါစေ